အနန္တ၅ပါးရှ िख ိုးရအောင်လို့လက်အုပ်ချီခိုင်းတယ်လက်အုပ်တော့ခြီတတ်လောက်ပါတယ်ဒါမှဘုန်းကြီးကြည့်ကြာငုံပမာဏဟောဒီတာအချို့တကာတွေကလက်အုပ်ဆိုဒီတိုင်းမဟုတ်ကြားတဲ့ထိုးထိုးညကြားတို့ဝါရကသေထိဖြောင်းမှာမဟုတ်ဟုတ်တယ်တချို့ကြားထိုးရုံမကောက်ဘုန်းကြီးမမြင်မှဆိုရင်တော့အမနရွက်ပြစ်ကတ်ဒါမျိုးတွေမန္တလေးဘက်ပေါ်လှပေါ့နော်ရန်ကုန်မရှိလို့တော့အောင်ကဲဒီတော့ကောင်းပြီအားလုံးလက်အုပ်ချီပြီးတော့နောက်ကညီညီလေးဆိုကြအနန္တ၅ပါးကိုရှ िख ိုးပါဤဖျားနှစ်ကြိမ်ဆိုပါဦးလောက်ကြလေငုတ်တုတ်ကြီးဦးသုံးကြီးဟောဗျာရှ िख ိုးပဲဗျာဆိုငုတ်တုတ်ထိုင်နေဗျာအော်မေ့တာဖွတ်သေးမြန်စားလားမသိဘူးပါဇက်ကရှ िख ိုးပါဗျာဆိုခိုးပါမှာမဟုတ်ငုတ်တုတ်ကြီးအော်အပြစ်ပြောတယ်လည်းမအောင်မေ့ပါနဲ့ဘုန်းကြီးနဲ့မကြုံဘူးသေးလို့မတွေ့ဘူးသေးလို့အစနေမဟုတ်ဘေးသားကြီးနှက်ဖြင့်ငါပါဇက်ကရှ िख ိုးပါဤဖျားဆိုပြီးလူကဒီလိုငုတ်တုတ်ကြီးနေအောင်မလားဟုတ်ပါတယ်မသိသေးလို့မနေဘူးပြောပြီးနှက်ဖြင့်ငါငုတ်တုတ်ကြီးတွေတွေ့ရင်တော့ကျွတ်တုတ်ဒုတ်တုတ်ကြီးနဲ့ရိုက်ရမြတ်ဘိုင်မှတ်သားထားကြတော့အနန္တ၅ပါးကိုရှ िख ိုးပြီးတဲ့နောက်ရှ िख ိုးပြီးရက်ချိန်ကစပြီးဖျားရှ िख ိုးရအောင်ကဲနောက်ကညီညီလေးလိုက်ဆိုကြမာရရဲ့ခေါင်ကဇံစောရံစိတ်စမနိစ္စတစ္ဆကံနာဂံပကံစီနောစီနိဟောတုမေဇယမင်္ဂလံစီနောအောင်မူရဂရောဤအထောတမောဩရှောင်းအခန့်ဖုံပြမြဖရာသည်မာရင်စဟိရိမေခလာဆင်ရနာကိုလျင်စွာတက်စီပလင်ဤဝဲလေကြီးမိုးကြီးပြဘူးမိနဲ့မောင်ကြီးတရံဒါလမကျွင့်ပြခခွန်ရဲ့အချင်းသိတ်တာပလင်းမြတ်မှာအမြောင်ထလောစိတ်မြညိုလွင်ဘောဒီပဲနဲ့ပလင်းတော်ကထင်အရှားပင်သင်္ကာမဆိုင်ငါသာပိုက်ဟုစွဲကိုင်းလက်နဲ့ရဲစင်မဲ့ဖြင့်အောက်ထဲဝန်းရန်သောညာအောင်အတန်ဟစ်ကျွေးမရင်ချေသည်ရံဘေးတသိမနမင်းကို၎င်းပေသာကြီးနံပါတ်1ဖျားကိုတော်မြတ်ဘသူအောင်နော်အောင်ကြီး8ပါးနဲ့ပြည့်စုံတော်မူသောမြတ်စွာဘုရားကိုဒီကနေ့ရှ िख ိုးကြမလို့မှန်လားပြိဿကြီးတရားနဲ့3ခုနှစ်ပေါ့ဘိုးတော်အင်ဇနဖြူတဲ့အတိတ်တကကြီးကဆုံးလာပြီဘုရားဟုနေ့ဘုရားဖြစ်တော်မူတယ်ဘုရားဖြစ်တော်မူတဲ့အချိန်ခါမှာလွယ်လွယ်ကူကူနဲ့ဖြစ်ခဲ့ရတာမဟုတ်နှောက်အရှက်ချားတဲ့ကဖယားလာပြိုင်နေပြိဿဘလူတော့မာနကြီးပိဿကြီးဘလူလားပြိုင်
ဒါကြောင့်ရန်ကုန်မြို့သူမြို့သားတွေမှတ်ထားကြဖယားတောင်ပြိုင်မဲ့လူရှိရင်အတုမရှိတဲ့ဖယားတောင်မှတုပြီးတော့ပြိုင်မဲ့လူရှိရင်ခမည်းတော်ကျွတ်တို့ပုထုဇဉ်အနုညာတတွေဆိုတာအချိန်မရွေးရှိတယ်ဆိုတာသိထားဖို့မတော်ဘူးလားပြိဿပြိုင်ကောပြိုင်မနေကြဘူးလားသိသားနဲ့ရွှေနဲ့ပြိုင်ငွေနဲ့ပြိုင်ကားနဲ့ပြိုင်စီးပွားရေးနဲ့ပြိုင်ကြီးပွားရေးနဲ့ပြိုင်ကြဘူးလားပြိဿကြီးကြီးအခုမန္တလေးလာပြီနတ်စစ်သားတွေအများကြီးဆင်ကြီးစီလို့ပြိဿဘာကြီးစီဘာဆင်ကြီးစီပါလေခွေတော့မယ်နာလာဂီရီစီရင်နာလာဂီရီကအောင်ချင်းတပါးလေဩဂီရီမေခလာလို့ပြောရသားနဲ့နတ်စစ်ဆင်ကြီးဘုန်းကြီးကျောင်းတို့ဒီပါမှာပါဘုန်းကြီးကျောင်းနေတုန်းကလေအပြင်အောင်ချင်း၈ပါးဆိုတာဘာဟုတ်လားသမ္မဘိနေမိတသဝတ္တံဂီရီမေခလံဥရိတကောရံသသေနမရံဒါနာရိဓမ္မဝိရိနာဇိတဝမုနေနောတံတေဇတာဘဝတုမေဇယမင်္ဂလက်ကံလို့သင်ငယ်ဘူးမှာပေါ့ဖေကြီးတို့ရဲ့ဂိရိမေခလာဆင်းဘာဆင်းကြီးတို့နာလာဂိရိသူတို့ဘသူကရှာပေးလို့စီးပါလေကြံစီလိုက်နော်အမှတ်တမဲ့ဆိုတော့ကြားဘူးတာရောင်ထွက်တယ်လို့ဒီလိုဆိုပါနော်ဘုန်းကြီးလည်းမှားတာကိုအပြစ်တင်တယ်ရလို့မဟုတ်ပါဘူးလက်ယုံမောင်း1000နဲ့ပြိဿကြီးလက်ယုံမောင်းဘယ်လောက်ရှိသိတ္တထဟောဒီပလင်အမြန်ထလို့ဒီပလင်ငါပိုင်နေလာပြီမနလက်ယုံမောင်း1000ဆိုတော့ကြောက်စရာကောင်းကြီးပေါ့ဒါပေသည်ဖယားမကြောက်ပါသူကနတ်စစ်သားတွေအများကြီးနဲ့ဖယားကတပါးတယ်ပြိဿကြီးဖယားကြောက်ခဲ့ဖယားမို့သာပေါ့အဲ့ဒီကောင်ကြီးခမည်းတော်ကျွတ်တို့မြင်ရင်တက်သေးမှာလက်ယုံမောင်း1000မပြောနဲ့လက်နှစ်ဖက်ချင်းပါတဲ့လူချင်းတောင်မှမျက်လုံးကြီးပြူမေးစီကြီးကြိုက်လက်သီးကြီးကြစ်ပေါင်ဆုပ်ဟေကောင်မင်းသေးပြီတော့ကွာဆိုတော့ကြောက်သေးတာအတော်တုံလောက်သွားသေးတာကိုပြိဿရဲ့လက်ယုံမောင်း1000ဆိုတက်သေးလောက်မှန်လားပြိဿကြီးဖယားမကြောက်ပါဘူးလာပြီမနသိတ္တထာဟောဒီဘောရီပင်ငါမှတ်ထားတာငါပိုင်တဲ့ဘောရီပင်သင်ဘောရီပင်မော်ကဆင်းလို့ကိုင်ပေးဖယားအတွက်ပေါက်တာလားမာနအတွက်ပေါက်ဒါသူမှတ်တယ်ပြိဿရဲ့ဘောရီပင်ကဖယားဖွားဘက်တော့လားသူ့ဖွားဘက်တော့ဒါသူမှတ်တယ်ပြိဿရဲ့မာနကမင်းအောင်ဖွားဘက်တော်ဆိုလို့ဖွားဘက်တော်ပဲ2ယောက်ရှိ9ယောက်ဟောနောက်ကပရိသတ်ကြီးရောဘယ်2ယောက်ရှိအကုန်ဖြေနော်မြုံမနေနဲ့ဒီနေရာမမြုံကောင်းဘူးဒီပြည့်နေရာခမည်းတော်သဘောအတိုင်းဟုတ်တယ်ဒီနေရာမမြုံကောင်းအတန်လေးတွေကြိုးစားထွက်ပါဇက်ပါတဲ့လူတိုင်းသဘောပေါက်ပါတယ်ပါဇက်ပါတဲ့လူတိုင်းဆိုအတန်မထွက်ပါဇက်မပါဘူးသာအောင်မေးတော့ကြဘေးကလူတွေကကိုယ်ပြောနေလေဒီကောင်ကြီးပစမ်းပါဘူးဒီကောင်မပစမ်းပါဘူးဟဲ့သူများပြောနေမယ်အတန်ထွက်ကြပစမ်းပါမှန်းလူသိအောင်တန်းကြည့်တရားနာပြိဿရေဖွားဘက်တော့9ယောက်နောက်ကတလုံးချင်းလိုက်ဆိုသားမှလက်ချိုးပြီးတော့ဘောကာရဆမ်ရွှေကံဘယ်နှချောင်းဘောကာယဆန်ရွှေကံဆိုကြည့်စမ်းပါဘောကာယဆန်ရွှေကံနောက်တစ်ခါဘောကာယဆန်ရွှေကံဘာပဲတော့ပဲနှစ်ယောက်တော့သူစကလုံးလေးတွေနဲ့သူဖော်ပြီးသားဖြစ်ပါတယ်ဗျိဿဘုန်းကြီးပြောစရာတောင်မလိုပါဘူးဆိုတာအာနန္ဒာပေါ့သူစလုံးနဲ့သူဖော်ပြီးသားဘောဆိုတာဘာဖြစ်မှာပါလိဘောရိပင်ကာဆိုတာကာလူဓာယီရဆိုတာမလေးရန်ကုန်အဖြေမှန်တယ်ဗျတောရွာတရွာသွားဟောရဆိုတာရာဟုလာပါဗျာဟောဒုက္ခပဲလို့အဖေနဲ့သားအတူဖွာငါးပါးမှောက်ရောပေါ့
ရပ်ပလက်နဲ့ရတော်တရားရဆိုတာဘယ်သူတို့မြိတ်တာဆန်းဆိုတာဘယ်သူပါလိဆန္ဒအမမောင်ဆန်ပေါ့ရွှေဆိုတာဘာပါလိရွှေအိုးကြီးလေးလုံးကန်းဆိုတာဘာပါလိပြီးသွားတော့အဲ့ဒီတိုင်းကသွားတော့စောက်တီးစောက်ထိုးပဲသွားမှာပဲပြောထားတာကကံကိုခင်ဗျားတို့ဆိုးနေတာခံကိုဗျလွဲပြောနေတာကိုပရိသတ်ရဲ့ခန္ဓိကလို့လွဲခေါ်နေတော့ကံဆိုတော့ဘယ်ဖော်ရမလို့အမှန်ကကန္တကမြေရှေ့ကကာကြီးနဲ့နောက်ကနာကြီးနဲ့အောက်ကဓာတ်ရင်ကောင်းနဲ့ကန္တကမြေဒါကြောင့်ကျုပ်ကကံပြောလိုက်တာခန္ဓကလို့ကြားဘူးတော့လွဲတာပေါ့အော်ရွှေမန်းတင်မောင်စာရေးဆရာဘုဒ္ဓဝင်စာရေးဆရာအမေကြီးဦးအောင်စိန်ကျုပ်နဲ့မြင်းညံတွေ့တော့ကကျုပ်ရှိလားလားအဲ့လိုမေးကြည့်ခမရဇတ်ထုတ်တည်တဲ့လေခန္ဓိကပါပဲလားလို့ဟုတ်တယ်ဗျာတဲ့ဓာပြားသွင်းပြီးမှမှားမှန်သိတော့လဲမပြင်းသာဘူးဗျာခန္ဓိကလှုပ်ထားတာပဲပြိဿရဲ့ဒါကြောင့်ခမရတို့ကလည်းခန္ဓိကကြားဘူးတော့ကံဆိုတော့ပြောင်းနေတာပေါ့ခမရတို့ကလွဲခေါ်တော့လူပြက်တွေကလည်းဗုဒ္ဓဝင်ဖြက်ပြစ်သူတို့ကလူကောင်းမှမဟုတ်ပဲခေါ်တဲ့လူပြက်ကိုဘုရားလောက်စီးတဲ့မြင်ခန္ဓိကမြင်ဆိုကြတဲ့ကမြင်းလီမဟုတ်တော့ဘူးကွာဆိုတော့ရောဖြက်ပြစ်တယ်အကုန်လွဲအကုန်တာပေါ့ကံဆိုတာပါလဲပြိဿကြီးကန္တကမြင်နဲ့ဖွားဘက်တော်9ယောက်အဲ့ဒီဖွားဘက်တော်9ယောက်ထဲမှာဘောရီပင်ဖယားဖွားဘက်တော်ဖြစ်ပါလျက်ကနေမာနကသူမှတ်တယ်လို့ဆိုနေပြီသိတ္တထာဟောဒီပလင်ကထလို့ဒီပလင်ကပိုင်နေဘောရီပင်ကမှတ်ထားတယ်ဖယားထရလားပြိဿမထတော့မာနမကျေနပ်ဘူးမကျေနပ်တော့တရားနာပြိဿဓာမို့လှမ်းမို့မိကြီးမို့ပြဘူးမို့ရေရွာချမောင်ကြီးတရံပိတ်စီထားလိုက်သေးလန့်ပြီးဆင်းပြေအောင်နဲ့မှောင်ကြီးချလိုက်သေးဖယားပြေးရလားပြိဿပြေးပါဘူးသူပြစ်တဲ့လက်နဲ့တေးကလည်းဖယားခြေတော်ရေးဟင်းတို့ကိုဖယားကိုရိုမြတ်ကလက်နဲ့မှန်းသိရင်ရှက်စရာကြီးရဲ့လို့အသက်မရှိတော့လဲရှိတဲ့ကဲ့သို့လက်နဲ့အသွင်ကနေပြီးတော့ဖယားခြေတော်ရေးပန်းပေါက်တွေဖြစ်ပြီးတော့ရောက်ကုန်တဲ့ပြိဿဒါကြောင့်ဘိသိက်ဆရာတွေပလင်အောင်ကန်းပန်းပေါက်အကြောင်းပြောခြင်းဒီကစရတဲ့ကိုပြိဿရဲ့မှန်ရလားပြိဿကြီးကဲလက်နဲ့တိုက်လို့ကရရလားပြိဿမရတော့သူကသက်သေထူတယ်ငါသက်သေတွေအများကြီးသူ့တယောက်တည်းယုံသွားဂတ်သွားမှန်ကန်တဲ့သက်သေလိုချင်တဲ့ဒီပလင်ဘလူပိုင်းတော့အော်လိုက်တယ်မာနကြီးကဟာဒီပလင်မာနကြီးပိုင်းနေနောက်ကသူကျွေးမွေးပေးကန်ထားတဲ့ဘက်ကောင်ကနတ်စစ်သားတွေအများကြီးမာနကြီးပိုင်းတဲ့ပြိဿရဲ့အော်ဘူးလားပြိဿကြီးဟောဒီပလင်မာနကြီးပိုင်းနေလို့ဆိုတော့ဘယ်ကောင်ဆိုတာလဲကျုပ်ကဟိုကြားဘူးလို့ထည့်ပြောတာနော်အင်္ဂလိပ်စာသိတတ်တာမဟုတ်ဘူးကျွတ်တို့က BA လောက်အောင်ခဲ့BA ဆိုလို့ထင်ကြီးလိုက်မမင်းနဲ့ B နဲ့ A နှလုံးနဲ့အောင်တာဟုတ်တယ်ကိုအောင်တာကိုကြွားရသေးအဲ့ဒါတော့အချိန်မရွေးနှိုးမေးပါရပါတယ် B နဲ့ A ကအောင်ထားတာကိုဘယ်ကောင်ဆိုတာနောက်ကဟာတွေနဲ့တူပါရဲ့အော်ရောပြုတ်အော်တော့မနက်ကဘာပြောဂိုင်းသိတ္တထာကျုပ်ဘက်ကသက်သေးရှိပြီးခမရဘက်ကသက်သေးပြပါဘုရားသက်သေးတောင်းဘုရားသက်သေးတောင်းတော့ဘုရားကိုယ်တော်မြတ်ကဘာသက်သေးပြမြေကြီးလက်ထောက်ပြပြည်သားကြီးကျွတ်တို့ဘုရားဘာသက်သေးပြပါလိမ့်မြေကြီးလက်ထောက်ပြတယ်မနရဲ့တဲ့ငါကြီးဟောဒီပလင်လိုချင်လို့လေးသိချင်းနဲ့ကဘာတသိရှစ်သိချင်းနဲ့ကဘာတသိ16သိချင်းနဲ့ကဘာတသိပါရမီအနန္တဖြည့်ပြီးတော့လာခဲ့တာဒီပလင်လိုချင်လို့ပါကွယ်ငါဒီပါရမီ7ပါးဒါနပါရမီအစထားလို့သာသမီကိုလှူခဲ့တာတွေမယားကိုလှူခဲ့တာတွေဝေဒနာနောက်ဆုံးထားလို့
ဆင်ပြူတော်ကိုလှူခဲ့တာတွေပစ္စည်းတွေလှူခဲ့တာတွေငါဖယားသည်အဲ့ဒီတုန်းကရွှေကြရနဲ့ရေစက်ချလို့မနရဲ့ငါပြီးတဲ့တက်တဲ့ဒီမှာကြည့်ကွာလို့မြေကြီးကလည်းထောက်ပြသည်ပြေးသားကြီးဘာလဲထောက်ပြမထားကြနော်စံပြဖဆပါလာကွက်တဲ့တရားဝဲဖြစ်မြောက်အောင်ဆောင်ရွက်ကြတဲ့တရားတကားတရားအမှားတွေခုနှစ်ကြိမ်မြောက်တရားဝဲကြီးမှာခမရတို့ကုသိုလ်တွေမြေကြီးလက်ထောက်ပြရမှာပြုတ်ပြေးသားကြီးဘာလက်ထောက်ပြရမှာတော့မြေကြီးလက်ထောက်ပြလိုက်တော့မှဝတ်သုံးတရေဆံကိုဖြေတော့ပေးစားရင်နဝေလေးနဲ့ပြောခြင်းပြောလိုက်ကြမာနကြီးမနိုင်ဘဲနဲ့ကျွတ်တို့အစင်ရှုံးပြီးတော့ဘယ်နဲ့ပြေးပါလိမ့်မလို့နဝေလေးနဲ့သူတော်ကောင်းလုံးနေနဲ့ဘုန်းကြီးပြောမကောင်းမာနကြီးအစင်ရှုံးပြီးတော့ဘယ်နဲ့ပြေးပါလိမ့်မလို့ပြေးရောပေါ့အဲ့ဒီတိုင်းကြီးပေးစားကြီးမာနကြီးပြေးပါလားဒါဖြင့်နံပါတ်1ဘုရားကိုယ်တော်မြတ်မာနကိုအောင်တော်မူတယ်မှန်လားပြိဿကြီးရှေ့နဲ့ကျဲသွားမှဆိုလို့မာနအောင်ပုံလေးဒီလောက်တင်ထားခဲ့ပြီးတော့နံပါတ်2အောင်ခြင်းကိုကူးကြစို့ဘာလဲပြိဿကြီးဆိုလိုက်စမ်းမယခင်စာဓမ္မောလမောမိကြီးမိုးကိုရွာဖြိုးသွန်ချရမိကြသို့ဒေါသပြင်းထန်ငါပိတ်မမအမြန်ထွက်သွားနေရအားသည်တရားကင်ကွာအလာဝကတေဇထံပြင်းဘယ်လူမင်းကို၎င်းပေးစားကြီးနံပါတ်2ဘယ်သူအောင်တော့ဘာဘလူကြီးတို့အလာဝကဘလူကြီးအာလဝိတိအနိညောင်မင်းကြီးနာမှာသူ့ပိတ်မှန်ဘလူမတွေနဲ့ယရနာ9ပါးနဲ့ပြောစရာအမတန်ကောင်းသူ့ပိတ်မှန်စိတ်မချလို့အထက်ကတန်ကွန်ညာကြီးအုပ်ထားဒီကနေ့တော့အာလဝကကြီးကလည်းနတ်တပင်အစည်းအဝေးပါသွားကျွတ်တော်ဘုရားခေါ်ဓမ္မကလည်းအာလဝကကြီးကျွတ်ထိုက်တဲ့ဝင်နေရတယ်ညံတော်တွင်သက်ဆင်းဝင်ရောက်လာတာကိုသိတော်မူသဖြင့်အာလဝကပိတ်မှန်ကြွအဆောင်ဖြစ်တဲ့ဂတ္တရဘနတ်ဘလူးနဲ့တွေ့ဟဲ့အဆောင်နတ်ဘလူးမြတ်စွာဘုရားပါတော့ဘုရားဘာတော့မလုံးနဲ့ကွငါခိတ္တခဏအာလောကပိတ်မှန်နဲ့ဝင်ပြီးတော့တီးခိုခြင်းလို့မင်းခွင့်ပြုပါမလားပါဗျာအာလောကကြီးမရှိဘူးဗျာအေးလေမရှိတာငါသိပါဟဲ့မင်းခွင့်ပြုပြီးတာပါဟာမဖြစ်ဘူးထင်တယ်ဗျာအာလောကသိဒေါသကြီးတာဘုရားသောဘာသောညာသောနားလေတဲ့ကောင်ကြီးမဟုတ်ဘူးဗျာကိစ္စမရှိပါဘူးကွယ်တဲ့မင်းသာခွင့်ပြုပါတဲ့အာလဝကတာဝန်ငါတာဝန်ရှိပါစေငါတညတာဒီမှာတရင်သုံးမရစေမဟုတ်လားပါဗျာဒါဖြင့်သူ့လေအတိမပေးလို့မဖြစ်ဘူးဗျာရှင်များတရင်သုံးပါဗျာဒီတော့သူ့သွားပြောဦးမှာဗျာမြတ်စွာဘုရားကိုယ်တော်မြတ်ဒီအာလဝကတရင်အာလဝကနေတဲ့နေရာတရင်သုံးတော်မူလိုက်တော့ဘလူးမတွေလန့်သွားလန့်ရောပေါ်ပြေးတဲ့ရောင်ကြီးတော်တွေကအမောင်မရှိအလောင်းကပ်ပိတ်မှာအကုန်ပြည့်သွားဟဲဘာရောင်ပါလိဟဲဘာရောင်ကြီးပါလိသူတို့ပြတဲ့နဲ့ပြင်မဲ့ထွက်ကြည့်ကြဘုရားကိုယ်တော်မှာဟဲတို့ပိတ်မှာနဲ့ဘုရားကြွလာတယ်ဟေးသုံးတော့ကထွတ်ထမ်းမြတ်စွာဘုရားကြွလာတယ်အလောင်းကကြီးမရှိတော့ဘုရားအပသွားပြီးတော့ငါတို့ဖူးမြောကြော့၍တရားနာကြကုန်စို့ဘလူးမတွေကုန်ရောက်လာမြတ်စွာဘုရားကသူတို့နဲ့သင်လျောတဲ့ပကိဏကဒေသနာတွေဟောကြားလို့အဆောင်နဲ့သားကလည်းတရားနာပြိတ္တဘလူထန်သွားအလောကဘလူထန်သွားတယ်တာတာဂီရိနဲ့ဟေမဝတ္တလို့ခေါ်တဲ့နတ်သားတစ်ယောက်ကလည်းနတ်သပင်အစီအဝေးသို့
နာယထာတွေနဲ့ကောင်းခင်ကပြန်အလားအလာဝကပြိမှန်နာရောက်တော့အောက်ကဖျားရှိနေလို့နာယထာတွေတရားနာပြိတ္တာရှေ့ဆက်သွားလို့မရပဲအောက်တဖြည်းဖြည်းလျော့ကြကြပြေကနာယထာတွေရှေ့သွားလို့ရရဲ့လားမရပါဘူးဗျာအောက်ကဘာရှိလို့ပါလဲလင်းမြန်နေတော့ဘာဖြစ်ဘူးနော်ပြန်နေကြတာပဲပြိတ္တာဟိုတုန်းကတော့တတ်တော်ထင်ရှားကိုအခုတော့ရွှေတုံမော်လဲသွားဆုလေးဖျားပေါ်လဲသွားဘိုးထောင်မော်လဲသွားမဟာမြတ်မုနီပေါ်လဲသွားဘုန်းကြီးတွေပေါ်လဲသွားအကုန်လုံးသွားနော်သွားနေတာကိုပြိတ္တာရဲ့ဟိုတုန်းကတော့တတ်တော်ထင်ရှားဖျားကိုမှန်လားပြိတ္တာကြီးကြည့်ပြန်လာပြိတ္တာရဲ့နိုင်ထားတွေကြထူဆန်းကြဒီလားတို့နိုင်ထားတွေဘယ်တော့မှဒီလိုမဖြစ်ဘူးအောက်ကလည်းအလာဝကပိတ်မှန်းရှိတယ်တနော်သုံးလောကထောထဂေါရမမြတ်စွာဘုရားဝိမှန်တွင်ရောက်နေပြီနဲ့တူတယ်ဝင်လာကြတော့ဘုရားကိုယ်တော်မြတ်ကြီးတွေ့ဖူးမြော်ကြတော့လို့တပည့်တော်တို့ကြာကြာမနေနိုင်ပါဘုရားနတ်သမီးစီဝေးသွားရမှာပါဘုရားနဲ့ဘုရားကြတော့ပြီးသူတို့ကသွားကြဟိုကနတ်ဘလူးကလည်းရောက်သွားပြီဘလူးကြီးအလောက်ကဘလူးကြီးဟဲ့ဘာတို့ကတရပတူရူလေးကပြောဟိုအလာဝကဘလူးကြီးရဲ့ပိတ်မှန်ထဲမှာအခုကိုရမမြတ်စွာဘုရားတည်င်းသုံးနေတယ်ဟဲ့မင်းအဆောင်ထားကြတယ်မင်းဘာလို့သွင်းတော့ခွင့်မပြုပါဘူးဘလူးမင်းနဲ့သို့တော်လဲဟိုမင်းခွင့်ပြုပြီးတာပါဆိုပြီး2ကြိမ်3ကြိမ်တောင်းမှလို့ဟာအလာဝကဘလူးကြီးပြီးသွားရင်ဘုရားတပည့်တော်ဒုက္ခပေးပါလိမ့်မယ်လို့လျှောက်ထားတော်လဲအလာဝကတာဝန်ငါတာဝန်ရှိပါစီလို့ပြောတယ်ဟင်ကြည်စားရာစစဂေါရမဆိုတဲ့ဘုရားကဟေးငါပိမှန်တယ်ဝင်တယ်လားကွာစိတ်ဆိုးပြီဘလူးဒီကဘလူးစိတ်ဆိုးမလားစိတ်ဆိုးပြီပြေးသားရဲ့ဘလူးကြီးတဲ့အလာဝကဘလူးကြီးနေတဲ့နေရာထိုင်းနေတော့ဟိုဘလူးမတွေကလည်းအကုန်လုံးဖျားဖူးပြီးတရားနာနေကြတယ်ဟေးဘလူးမတွေဆိုတော့ဘိုးဆိုးသွားတာငါမရှိတော့ငါပိတ်မှန်နဲ့ဝင်ပြီးတော့ဘလူးမတွေကသူ့အနားမှာဆိုရင်တော့အမေဖျားတောင်စိတ်မချတာရောင်းဒါကြောင့်ဒီကိစ္စမျိုးတော့ဆိုးတာနော်ကာမတ္တဝါဆိုတာထင်မိထင်ရသည်တတိပြုကြပေါ့စိတ်မချတဲ့အလုပ်မျိုးများဘယ်တော့မှမလုပ်ကြနဲ့ဒီတဲ့စိတ်မချတဲ့အလုပ်များလုပ်တဲ့တကားကြီးပါသလားပါဘူးပဲပြောပါမပါဒါမှပြေးလဲမှာကိုကြည့်တရားနာပြေးစားရေးစိတ်ဆိုးဟေးတဲမှာဘယ်သူမှမသိစေနဲ့တတဂီရီနဲ့ဟေမဝတ္တကဝင်ဖူးခဲ့ပြီသူကဘယ်သူမှမသိစေနဲ့လို့အသားနေနတ်သပင်စီဝေးပြီးမှငါပြန်ပြီးတော့ဟေးဒီကနေ့ဖယားလာစိတ်ဆပြမကွာစားရင်ဘာဘူးနော်ကျုပ်ရှာရှိတာစိတ်ဆိုးတော့ပြောလေသလားလို့ပေါ့ဗျာပြောလေသလားလို့ပေါ့မှန်းတော့ရတာပေါ့ဖယားလာစိတ်ဆပြမဲကွာမင်းသားတိတ်နေဘယ်သူမှမသိစေနဲ့ဒီထက်ဘယ်သူမှမသိစေနဲ့ဆိုပြီးတော့ပြောနေခိုက်တတာဂီရီနဲ့ဟေမဝတ္တဆိုင်လာဘလူးကြီးကနာမင်းတို့ကြွားကြပါသူကအဲ့ဒီစီဝေခန္ဓာမှုလုပ်နေရတာနဲ့တူပါရဲ့နတ်တွေကိုနေရပေးဟိုပြိဿနားလဲတဲ့နီးပြောရတာပါခေတ်သုံးနဲ့နိုင်ငံရေးမဟုတ်ပါဘူးနိုင်ငံရေးဆိုသတင်းစာတောင်ကြီးဘူးတိုင်းပြည်အုပ်ချုပ်တဲ့အစိုးရနဲ့တကွာသာသနာရေးဘာသာရေးပညာရေးစီးပွားရေးလူမျိုးရေးအသင်းအဖွဲ့ခိုင်ကနပုဂ္ဂိုလ်ရေးမြည်ပြီးပုဂ္ဂိုလ်မှမပုတ်ခတ်ပဲဟောလာလို့ကျန်ဒီကဥဇတိလအနှစ်20ရှိအနှစ်20ရှိပြီတရားနာပြိဿအနှောင့်အယှက်အတားအဆီးအပိတ်ပင်ကကွက်ရှိခဲ့ပါဘူးကျုပ်တရားကျုပ်ဟောတာပဲတခုတော့ရှိတယ်မတရတာနဲ့သချင်းဆိုတာငိုတာရှိဘယ်သူမှမပုတ်ခတ်လို့ကျုပ်ဘောခွန့်လွတ်နိုင်ကြပါတယ်မြန်မာပြည်ကမှန်လားပြိဿကြီးဒါကြောင့်ခင်ဗျားတို့နားလည်အောင်ခေတ်သုံးလေးတွေနဲ့သုံးတာပါပြိဿခန္ဓာမှုကြီးလုံနေသကိုကြွားကြပါနာမင်းတို့ဟေးအလာဝကကြီးလာပါအောင်ဒီကိုအလာဝကကြီးဒီနေ့သိကုသိုလ်ထူးသဗျာနေပါဦးနာမင်းတို့ရဘာကုသိုလ်ထူးတာဟ
အခုတော့ထူတာပေါ်လောကအတုမရှိသုံးလောကထောထားသဗ္ဗညုမြတ်စွာဘုရားသင်ပိတ်မှန်နဲ့ဝင်သတင်းသုံးနေတယ်ကျောင်းအမတ်သတင်းသုံးတာသင်ကကျောင်းတကာကြီးဖြစ်နေတာပေါ့ဗျာပိတ်မှန်နဲ့ဖျားဝင်တာနဲ့ဒါကုသိုလ်ထူသလားလို့ဖျားဆိုတဲ့ဖျားကကျုပ်ပိတ်မှန်နဲ့ဝင်ဒီမှာနတ်တပင်းစီဝေးပြီးမှကျုပ်ဖျားကအစိတ်စားပြလိုက်မယ်အိုးအလာဝကာကြီးကလေအတုမရှိတဲ့ဖျားမတုကျင်ပါနဲ့လေတို့ဖျားနဲ့စာလိုက်ရင်တို့ဖျားကတော်သုံးတော်အစိုးရတဲ့ကေတရာဇာချင်းသိမင်းကြီးကဲ့သို့သင်ကဝဲစားထားတဲ့မြေခွေးအိုလေးလိုပဲတဲ့စိတ်ဆိုးအောင်ဆွားနေဘယ်နဲ့ပြောနေနာမင်းတို့ဘယ်နဲ့မှပြောတာမဟုတ်ဘူးမတူလို့မတူတဲ့အကြောင်းပြောနေတာတို့ဖျားကအတောင်းနဲ့စုံစုံလင်းလင်းနဲ့အင်မတန်ကြည့်လို့လှလို့ကောင်းအောင်ဟိုကခုံနေတဲ့ရွှေဦးချောင်းကြီးပမာဏသင်ကအမွှေးတောင်ကျွတ်နေတဲ့ကြီးအိုလေးပမာဏဝိုင်းစကြမျက်နှာကြီးကိုหนีလို့စားတဲ့หนีတယ်ပါဘူးကျုပ်ကကျုပ်หนีပြည့်ခင်ဗျားတို့ကျုပ်တို့စိတ်ဆိုးမျက်နှာหนีသလိုหนีမှာပဲလို့မှန်တော့ရတာပေါ့ဗျာကြည့်တရားနာပြည်သားဘလူးကြီးစိတ်ဆိုးငါတို့မြတ်စွာဘုရားကကောင်းဝင်ကလောကရတစ်ခုလုံးကိုအလင်းအောင်ဆောင်နိုင်တဲ့ရွှေလာမင်းကြီးကဲ့သို့ပင်ကပိုးစုံကျူးကဲ့သို့ပိုးစုံကျူးဆိုတာစားခေါ်ပိုးစိမ့်ပြူပြောတယ်ညတိုင်လက်နဲ့မြင်မှုတယ်မဟုတ်လားပြိဿအဲ့ဒီလိုနိုင်ခိုင်းတော့ဘလူးကြီးသိစိတ်ဆိုးရှိစေအောင်တော့ငါကဘသူမှမသိစေနဲ့ဆိုတော့အခုကြည်စားတာကြီးနဲ့ဟေမဝတ္တတို့တောင်သိလာပြီရှိစေအောင်တော့နဲ့ဒီလိုနဲ့ပဲတရားနာပြိဿနတ်တပင်အစည်းအဝေးကြီးပြီးသွားဆိုကြပါစို့အာလဝကဒေါသအမျက်ကချောင်းချောင်းထွက်လို့နတ်တပင်အစည်းအဝေးပြီးငါဟေးအာလဝကဆိုပြီးတော့ခုံပြီးကိလာသတောင်ထုတ်ပေါ်တအားနှင်းချလိုက်ပေပေါ်တင်ထုလိုက်တယ်လို့တောင်ထုတ်ကြီးကျွေထွက်သွားနေရအာမဟုတ်ဘူးသူပြေးတဲ့အချိန်ကခမရတို့ကျွတ်တို့ကိုလုံးလောက်ရှိတဲ့သစ်ပင်တွေအမြင့်ကကျုပ်ပြီးထောင်လိုက်အချို့သားကောင်းလေးသူပြေးတဲ့လေခုံနဲ့လင်းကဆယ်ပါလိမ့်ပြီးအသက်ဥပြောင်းပြန်လာပြီးတချို့သေးကုန်ကြဒီအလာဝကကြီးဘိမန်လာရောက်တော့ကောရမငါဗိမာန်တွေကတင်ရခုထွက်လိုက်ပါထွက်ဘူးဖခင်ကပေတာဖခင်ထွက်ရလားမပေတာဖခင်ထွက်ရလားမထွက်တော့မန္တကြီးလိုပေါ့လေဒါမို့လှမှုမကြီးမို့ပြဘူးမို့တွေပြည့်နှစ်ဖက်ချုံသုံးမဲ့ချုံလက်နဲ့ပေါင်းစုံအကုန်ပြည့်ဘယ်လိုမှပြည့်လို့မရတော့အလာဝကကြည်စမ်းတဲ့ကောင်းပါတဲ့ကောရမဒီလက်နဲ့တင်တဲ့ပြစ်တာလည်း तू မထွက်ဘူးအကောင်းဆုံးလက်နဲ့ကိုသုံးတော့မှပြည်သားအလာဝကပြည်သားကြီးအလာဝကဘာလက်နဲ့သုံးမှာ तू သုံးမဲ့အကောင်းဆုံးလက်နဲ့လိုက်ဆိုကြည့်စမ်းမဒုသာဝုရာအဲ့ဒီလက်နဲ့ဒုသာဝုရာလက်နဲ့ဆိုတာဘာလက်နဲ့နည်းနည်းလေးနားထောင်ပေါ့ဒုသအာဝုရဒုသဆိုတာပစိုးအာဝုရဆိုတာလက်နဲ့ဒုသဝုရမြန်မာလိုပြန်လိုက်တော့ပစိုးလက်နဲ့ဒါပေမဲ့ခမရတို့ဆိုနေတာစက်ကြီး33ပါးတဲ့ဘွဲ့ပြူလက်နဲ့ဘလူးဆက်ဆိုတာအဲ့ဒီလက်တော့တောင်တွေရဲ့ပြစ်လိုက်ရဲ့တစ်ပင်နဲ့12နှစ်တိုင်နေအညွတ်မထွက်နိုင်သမုဒ္ဒရာတဲ့လှမ်းပြသမုဒ္ဒရာကိုခန်းစေနိုင်တယ်အင်မတန်ထက်မြက်တဲ့လက်နဲ့ကြီးပေါ့ပြိဿအဲ့ဒီလက်နဲ့ကြီးနဲ့ပြစ်မယ်လို့ဆိုတော့ဘုရားကိုယ်တော်မြတ်ကြီးကသဗ္ဗေတ္တအဝေရာဟွန်တုဘုရားကင်တဲ့လက်နဲ့ကမေတ္တာလက်နဲ့ပြိဿဘုရားလက်နဲ့ကဘာလက်နဲ့မာနကြီးကဒေါသလက်နဲ့ပြစ်မယ်ဆိုပြီးတော့ဘွဲ့ပြူလက်နဲ့ဂိုင်းလောင်လေးကွာတအားနှံပြစ်ဘွဲ့ပြူလက်နဲ့ကဖယားမထိကြိုက်ဖဲနဲ့ခြေသုပ်ပဝါဖြစ်ပြီးဖယားခြေတော်ရင်သွားခြေသုပ်ပြီးသားဖြစ်ဟာအာရဝကခေါင်းကြည့်သွားအာမလေးကကောင်းဆုံးလက်နဲ့ကြီးနဲ့ပြစ်တာတောင်မှဂေါရမဘာမှမဖြစ်ပါလားနော်ဘာလို့လို့သူ့ဒီလိုဒုက္ခမဖြစ်တာပါလဲ
哦，战斗，我个桌子都个没他，没他人呢只干他那个的，现在桌子只的路没他人呢熬下来喏，现在只桌子只的路把人呢熬下，没他人呢走嘛，没他人呢走嘛。အခုတရားနာပြေးတတ်ရေမေတ္တာလက်နဲ့ဘုရားကိုယ်တော်မြတ်ကသုံးမှန်သိတန်တော်မေတ္တာလက်နဲ့သုံးလို့ငါ့ဘွယ်ပြူလက်နဲ့တောင်အစွမ်းထပ်ပါလျက်ကနဲ့သူ့မမှန်မထိခြေတော့ဘဝဖြစ်ပါပြီခေါရမဒေါသဖြစ်လာအောင်ဆွပေးလိုက်ရအောင်သူမေတ္တာပြည့်လာမှငါလုံးလို့ရမှာမေတ္တာလက်နဲ့ကြီးသူ့အစ္ဆဒတဏ္ဍာငါထွက်သွားအောင်ဂေါရမဒေါသဖြစ်အောင်ငါဆွလိုက်အောင်အိုးရှင်ကြီးဂေါရမဟဲ့အနာဝကဘာတော့ကွမင်းငါခေါ်သလားဒေါသဖြစ်အောင်ခေါ်နေမှငါခေါ်သလားလေးပါလေးနဲ့ခေါ်လေအေးလေမင်းဘာပြောခြင်းလို့တော့ကွဒီကဒေါသကြီးတဲ့လူရဲ့လက်နဲ့မေတ္တာလက်နဲ့ကအတန်ထွက်ချင်းကိုကြွားတာကိုပရိသတ်ရဲ့ကြွားဘူးလားပရိသတ်ကြီးမင်းဘာပြောခြင်းလို့တော့ဘာပြောခြင်းလို့ရတော့မဟုတ်ပါဘူးရှင်ကြီးကတော့မှကျွန်ုပ်ဗိမာန်တွေကအပြင်ဘက်ထွက်လိုက်စမ်းပါတဲ့မင်းနဲ့ကွယ်ထွက်တဲ့ကျင်တာများတူတူသက်သာပြောရောပေါ့မင်းထွက်တဲ့ချင်းငါထွက်မှာဘောအာလာဝကရဲ့ဘုရားကိုယ်တော်မြတ်ကအသာလေးအပြစ်မဲ့ထွက်ကြွပေးလိုက်ဟောဗျာဘယ်နဲ့ဟာကြီးပါလဲလက်နဲ့တိန်နဲ့ပြစ်တုံးကတော့မထွက်ဘူးမတုံမလှုပ်ထိုင်းနေမဲဒီလိုဆိုတော့လေအလွယ်သားဒီလိုဆိုတော့လေဂေါရမငါစကားနားထောင်သားမဖေးဟာတောင်သူစကားနားထောင်မြန်တယ်ကလေးများမုံဘိုးပေးတာနဲ့ကလေးပေးသလိုဒုံနဲ့ရိုက်တာနဲ့ကလေးရိုက်သလိုထမင်းကျွေးတဲ့နဲ့ကလေးကျွေးသလိုနှုတ်ချိုးတိုက်ကျွေးတဲ့နဲ့ကလေးနှုတ်ချိုးတိုက်ကျွေးသလိုသူ့ကိုဖျားဆုံးမနေမှမသိဘူးအမွေငါစကားနားထောင်တာဒီလိုဆိုရင်ငါလည်းနဲ့တည်းအကုန်မခံဘူးတဲ့စောစောကထွက်လိုက်အကောင်းသားကဲရှိစီအောင်တော့နှိမ့်ဆက်လိုက်အောင်အိုးရှင်ကြီးကောဓမဟဲ့ဘာတော့ကွမင်းခွန်လာကြည့်လားအတွင်းပြောင်းဝင်လဲစမ်းမရှင်ကြီးကတော့မအေးလေတဲ့မင်းဝင်တဲ့ချင်းငါဝင်မှာပေါ့ကွယ်အတွင်းဝင်ကြွသွားမင်းနေဟာခေါ်တော့မဒီလိုဆိုတော့ငါစကားနားထောင်တာတော့ပေါ့အောင်ဆွလိုက်ရအောင်ရှင်ကြီးကတော့မအပြင်မဲ့ထွက်လိုက်စမ်းပါသူလိုတာမန်ပုဂ္ဂိုလ်မှတ်ပြီးတော့စိတ်ပြက်ပြီးဒေါသထွက်မှသူနိုင်မယ်ဆိုပြီးလုံနေတော့လေဖခင်ကစိတ်ပြက်ရလားပြိတ္တာဒေါသကိုထွက်ကြလားပြိတ္တာသူတော့ထွက်မှာပေါ့ကွာတဲ့ချင်းကြီးကတော့ဝင်လေစမ်းပါဝင်ပါမယ်ကွယ်တဲ့တော်ဆိုးတဲ့ဘလူးပေါ့ဖခင်တလိမ့်ပြသူလှုပ်ချင်တယ်လို့လှုပ်ဖခင်ကသူ့တနာလို့အလိုလိုက်သူခိုင်းတယ်လို့လှုပ်ဒီတစ်ခါကြမ်းပြီဒါစိတ်လည်းမပြည့်ဘူးဒေါသလည်းမထွက်ဘူးဘယ်နဲ့ဟာကြီးမှလည်းမသိဘူးခိုင်းတိုင်းလုံနေပြန်ပြီဒီတစ်ခါထွက်လာပါစေဒီတစ်ခါထွက်လာပါစေဒီတစ်ခါခေါင်းမအပြင်မဲ့ထွက်လာရင်တော့သိချင်တဲ့ချောင်းကိုကိုင်းပြီးတော့ငါစက်ကြဝလာတတိုင်းကြီးနဲ့အယိုးတွေကြေသွားအောင်ရိုက်ပြလိုက်မနော်ခြေနှချောင်းကိုင်းရိုက်တော့မှာတဲ့ပြည်သားကြီးဒီတစ်ခါပြည်သားကြီးခြေနှချောင်းကိုင်းပြီးဖះကိုအာလာဝကဘာလုပ်တော့မှာတော့ချောင်းဆရာကြီးပြည်သားကျွတ်တို့ဖះပြင်မဲ့များထွက်နေမလားမလီချောင်းဆရာကြီးခင်ဗျားတို့ကျွတ်တို့များဒီလိုသိထွက်မှာဟုတ်ပါဘူးဗျာနော်ဖះထွက်မထွက်လဲနားထောင်ကြည့်အိုးရှင်ကြီးကောဓမဟဲ့ဘာတော့ခွေအာလာဝကမင်းခွန်လာကြီးလားရှင်ကြီးကောဓမပြင်မဲ့ကိုထွက်လိုက်စမ်းပါတော်ပြီကွာတဲ့ငါထွက်ချင်တော့ဘလူးကိုကိုယ်ကဘယ်လိုရင်ချဖြစ်သွားဟောဗျာဘယ်နေရာကြီးပါလဲခုနခိုင်းနေလို့နေဒီကချီတစ်ချောင်းကန်ရိုက်ပါမယ်ဆိုမှထွက်ချင်တော့
နေပါဦးရှင်ကြီးကောဓမခုနှစ်ကခိုင်းတိုင်းလုပ်ပြီးအခုတီတစ်ခါဘာပြုလို့မထွက်ဘယ်ထွက်မတော့နဲ့မင်းကစိတ်ချရတဲ့ကောင်ကြီးမဟုတ်ဘူးတဲ့မင်းကဖယားသောဘာသောသိတာမဟုတ်ဘူးတဲ့တော့ကြောင့်ငါထွက်လိုက်ရင်တဲ့မင်းကတဲ့ငါ့ကိုချီနှချောင်းကင်ပြီးစက်ကြဝဠာတတိုင်းကြီးနဲ့ဒီတစ်ခါရိုက်တော့မှာတဲ့ဖယားကအဲ့ဒီတော့မှအာလဝကကြီးပြူးသွားမျက်လုံးရှင်းတော့လွဲသွားလို့အာလဝကကြီးမျက်လုံးပြူးသွားတယ်အော်ခေါရမသူတပားရဲ့စိတ်အကြံတောင်သူသိပါကလားငါဝင်းတွေကကြံနေတာသူသိကုန်ပြီဒါကြောင့်လောကအတုမရှိဆိုပြီးတော့အမတန်သိတော်မူတဲ့ဖယားမို့လို့သူများတွေကိုယ်ကွယ်နေတာငါကအခုအန်တုပြီးတော့သူ့ကိုအနိုင်ရလေမလားလို့ဟောမလေးလက်နဲ့ပေါင်းစုံနဲ့တိုက်တော်မောယုံရှိတာပါပဲလားတော်ပြီသိတတ်တဲ့ခေါရမငါဘိုးဘွားမိဘလက်ထက်ကငါမသိတဲ့စာရူပေစတွေမင်းမှာပဲလို့ကိန်းသူဒဝိတ္တအစရှိသဖြင့်မင်းတော့ဖယားကိုယ်တော်မြတ်ကတတ္တိဒဝိတ္တအစရှိသဖြင့်ဖြေတော်မူသောအဆုံးမှာဟောအာလဝကဘလူးကြီးအစွဲကျွတ်ပါဗျာခေသာအာလဝကဘလူးကြီးဘာပြုအစွဲကျွတ်ပါဗျာဘာပြုတော့မရိသအစွဲကျွတ်တယ်ဆိုလို့အောက်ကျွတ်ကြပြီးတချမ်းကျွတ်ထွက်သွားတယ်မထင်နဲ့မမနာဒေါသကွာသွားဒါကိုပြောနေမှန်လားပြိဿကြီးအော်ကျုပ်ကလည်းတရားနာပြိဿဖယားရှိခိုးပါမယ်ဆိုမှအခုနှစ်ပါးရှိသေးဒီနေ့ဖယားရှိခိုးနေမြမိုးလင်းနေမလားကန်တရားနာပြိဿဗါရဲဆိုလိုက်စမ်းမဒေါသထံပြင်းအာလဝကဘလူမင်းကို၎င်းခတ်တုတ်လေးသွားကြစို့အာလဝကကိုနံပါတ်1အောင်မြင်မလားပြိဿနောက်တစ်ခါဆိုလိုက်ကစင်းစာအစွဲထက်ချုံအရက်မွန်လည်းရဲ့အလွန်ဆိုးညစ်အမုံရရွေရှင်จิตလင်သုံးလူမင်းကိုအတင်းအကြဝေရင်ပြအောင်ထိုးတန်အငါရှေ့ရှုလာသည်နာလာဂီရီတောင်ရှိနီဆင်ပြောင်ကြီးကို၎င်းနံပါတ်3ဘသူအောင်နော်ဒိဋ္ဌိတွေကအရက်တိုက်လွတ်လို့ဘုရားကိုယ်တော်မြတ်မထိုးပဲနဲ့ဆင်ကြီးကပြားဝလူများရှိခိုးတဲ့ကဲ့သို့ဒုတုတ်ပြီးတော့ဖယားရှိတော်မှောက်မှာတရိษံဖြစ်လို့သာပေါ့တရားနာပြိဿနှုံးမဝင်သူကျွတ်တန်းဝင်သွားနိုင်တယ်မှန်လားပြိဿကြီးဒါကြောင့်နံပါတ်3ဘလူအောင်ပါလေဟဲ့နံပါတ်4ကူလိုက်ကြစို့စောရင်စာတဟုန်ဒီဖြင့်ခရီးဝေးကွာသုံးယူဇနာကိုလည်းရင်စွာပြည့်စွမ်းတော်မြိုင်တန်ငါလူဖုံးလက်ဖြတ်သေးအောင်သတ်၍နရကကြော်မွေးမဲ့တော်ကိုမြင်းသောစိုက်ဓာဖြင့်လိုက်၍ပေသာကြီးအင်္ဂုလိမာလာကြီးကဘသုဓာနဲ့လိုက်အမေလိုက်တာအမေလိုက်တဲ့ဇလန်းကနောက်ပိုင်းဟောမှာအမေကိုဓာနဲ့လိုက်ယူနေမကဖယားကြွလာတော့ဖယားကလည်းယဟန်ကြီးရောင်ဖန်ဆင်းဟေးအမေမတတ်တော့ဘူးယဟန်ကြီးလက်ညှို့ဖျက်မယ်ဆိုပြီးဖယားပြန်လိုက်တာဖယားပြန်လိုက်တော့မှအမေလို့သူကတာရဲ့လူအလေးလက်ချလိုက်ပါတော့ကောသလစစ်တီတော်တွေဝိုင်းကုန်မကွဲလို့ကောသလစစ်တီတော်တွေကလည်းဝိုင်းတော့ဘယ်တော့ညာတော့ဖျက်လို့ဝိုင်းခါဝိုင်းဟေးဝိုင်းဟာကောသလစစ်တပ်ကဝိုင်းမူလားပြိဿကြီးမလေးဒါသိအော်လုံးမဖြစ်ဘူးမန္တလေးစစ်တပ်နာသွားဟောတဲ့စစ်ကား3ဆင်းရောက်
နှတ်တွေနဲ့ခြိနှင်းတွေနဲ့ကွာကွာဆိုဆင်းလာကျုပ်ပြူးသွားတယ်မျက်လုံးနောက်ကျုပ်လာလျှောက်တယ်ခုနှစ်ယောက်ဘာဖြစ်ကြတာတော့ညကျုပ်ကတရားဟောနေတာလို့တရားဟောတာဟုတ်ပါပြီလို့ဝိုင်းတော့ဘာတော့နဲ့ဘာမဟုတ်ပါဘူးလို့အင်္ဂုလိမာလာတိုင်းပြည်နှိမ့်ဆက်တဲ့ကောင်ကြီးကောသလစစ်တပ်ကဝိုင်းတဲ့အခန်းလေးပေါ်ပြဟောဗျာဆိုရီးပြန်သွားတာကျုပ်เจ้าတော့သိနေကြတာပါတရားနာပြိဿဒါကြောင့်တိုင်းပြည်အုပ်ချုပ်တဲ့ပုဂ္ဂိုလ်များကလည်းသူတို့ထံမှာလည်းပဲတချို့လူကြီးပိုင်းဆိုင်ရာကက်ဆက်တွေရှိလို့နာကြနေရကျုပ်ကဘယ်သူမှမပုတ်ခတ်တဲ့ဘုန်းကြီးဆိုတော့ဟောနေကြပါပြီပြိဿအနှစ်20ရှိမှန်လားပြိဿကြီးကဲဒီတော့ကောင်းပြီတရားနာပြိဿကြီးအဲ့ဒီလိုဖယားကိုတောင်းတတ်မလို့လိုက်တဲ့အင်္ဂုလိမာလာကြီးကိုလည်းဖယားကိုတော်များအောင်မြင်တော်မူသည်အောင်မလားပြိဿကြီးဘာလဲဆိုလိုက်စမ်းမမြင်းသောစိတ်ဓာဖြင့်လိုက်၍မဂ္ဂိထွတ်တင်သုံးလူရှင်ကိုအတိရှောင်ဝေးပဲကြောင့်ပြေဟုဒါရီပြကတတ်မြည်လာသည်လုံးစွာဆိုပြီးအင်္ဂုလိခောတခိုးကျော်ကို၎င်းနံပါတ်4ဘယ်သူအောင်နော်3ယူဇနာတဟုန်ဒီဆိုတော့1ယူဇနာ73မိုင်နဲ့တွဲ3ယူဇနာဆိုတော့မိုင်ပေါင်းဘယ်လောက်ရှိ39မိုင်အဲ့ဒါတဟုန်ဒီပြေးနိုင်တာကျုပ်ဟိုတလောကဓာတ်စီနဲ့ဝယ်မရတော့အော်အလာဝကအဲ့ဒီအင်္ဂုလိမာလာကြီးခေါ်တဟန်ကြမှာသူ့စီတရားဟောနေရအစဉ်ပြေသားလို့စိတ်ထဲအောင်မိအခက်မသိတော့လည်းပဲကျွတ်တို့ပဲပစ္စည်းမဆိုရှားတတ်ပါတယ်နော်ဒါကြောင့်အဲ့ဒီတုန်းကအောင်းမမိတဲ့ကျုပ်စိတ်ထဲကဲရှိစေတော့လေတရားနာပြေးတာရှေ့ဆက်လိုက်ရကြည့်အခုအင်္ဂုလိမာလာကြီးကိုနံပါတ်ဘယ်လောက်မှအောင်လဲနံပါတ်4နံပါတ်5ခုကြဆိုအနည်းစာအလုံးကောက်ကျစ်ဒိဋ္ဌိညစ်တို့အပြစ်ရှားကြမကောင်းညာဖြင့်စီမံဆုံးဖြတ်စေလွတ်လိုက်၍ပရိသတ်ထဲအရှက်ကွဲအောင်စွတ်စွဲရစွာစိတ်စမာဟုပရိသတ်ကြီးကျွတ်တို့မြတ်စွာဘုရားကိုပရိသတ်ထဲအရှက်ကွဲအောင်စွတ်စွဲတာဘယ်သူပါလဲသူကဘယ်ပင်ရပေါက်တဲ့ကောင်မပါလဲလူကမွေးတာမဟုတ်ဘူးခိုးရမွေးတာလည်းမဟုတ်ဘူးမကြီးဝင်ဖွားတဲ့မိန်းမကြိတ်တရားနာပရိသတ်ကြီးသူကဘုရားကိုစွတ်စွဲတယ်ဘယ်လိုစွတ်စွဲတယ်ဒိဋ္ဌိတွေကလွတ်တကောဒိဋ္ဌိတွေကမှိုင်းနေကြတော့အရှင်ဘုရားတို့ဘယ်နဲ့ကြောင့်မှိုင်းတာတို့ဟဲ့ငါမစိန်စမနာတို့မိုင်းတာတခြားမဟုတ်ဘောရမဘုရားပွင့်လာကြတဲ့ကငါတို့လက်လာပါနဲ့ကုန်ပြီတို့ပရိသတ်တွေလည်းသူ့ပရိသတ်ဖြစ်ကုန်ပြီတို့လူမဲ့ဟာတွေလည်းသူ့လူကုန်ပြီဒါကြောင့်တို့မိုင်းနေကြတာဒါပြဘာအကူကြီးပေးရမလို့ဒီမဲ့သင်ကူညီနိုင်မယ်ဆိုရင်တော့ဟဲ့စိတ်စမနာချင်းတော်မဂေါရမဘုရားကြောင့်တရားနာပရိသတ်မလာကနေရင်ရောက်အောင်သွားပြီးတော့ပရိသတ်တွေထိုင်တဲ့ခံကြတော့မှကြောင်ကြိုကြောင်ကြမှောင်ကြိုမှောင်ကြတဲ့ကထွက်လာပြီးတော့မလုံမလဲမျက်နှာနဲ့ပရိသတ်ထဲကိုသင်ဝင်ထိုင်မျက်နှာကအငြိမ်မနေနဲ့မလုံမလဲမျက်နှာနဲ့ဟိုလူစိတ်မချသယောင်ယောင်ဒီလူစိတ်မချသယောင်ယောင်သင်ကကြည်တရားပွဲကြီးသိရင်တော့လေသူများတွေပြန်တော့လေသင်မပြန်နဲ့တယောက်တည်းနောက်ချမ်းနေရခဲ့အဲ့ဒီလိုရက်ပေါင်းများစွာလှုပ်သင်ဒီအဲ့ဒီလိုရက်ပေါင်းများစွာလှုပ်လာရင်ရက်ပေါင်းများစွာလှုပ်လာခဲ့တော့ဂေါရမရဲ့အချမ်းရံဖြစ်တဲ့တရားနာပရိသတ်တွေကကြည်စမ်းဒီကောင်မကြည်စမ်းငါတို့မရောက်ခင်သူရင်ရောက်တယ်ကြောင်ကြိုကြောင်ကြမှောင်ကြိုမှောင်ကြကထွက်လာတယ်ပရိသတ်ထဲကိုသူမလုံမလဲဝင်ထိုင်တယ်တို့ပရိသတ်တွေပြန်တော့လေသူမပြန်သေးဘူးနေ့စဉ်သူဒီလိုလုံနေပုံထောက်ရင်တော့တန်တော့ဂေါရမနဲ့ဒီကောင်မဟုတ်ပါလေစားအထင်လွဲအောင်အရင်ခိုင်းသေးတယ်
အဲ့ဒီလိုရက်ပေါင်းလပေါင်းလှုပ်ပြီးတော့မှတရားနာပိဋကရှင်ဓမ္မတဲ့တင့်ပိုက်ကိုပြင်းချက်စီးပြီးတော့ဟောတာဂေါရမနဲ့ခတဲ့တန်တေကြီးပါဘဲလို့အရှက်ကွဲအောင်ပိဋကထဲအရှက်ခွဲလိုက်စမ်းပါတဲ့သူတို့ခိုင်းတဲ့အတိုင်းလှုပ်သဘောစိတ်စမာနာနောက်ပိုက်ပြင်းချက်စီးပြီးတရားနာပိဋကကြီးပိဋကအလေကောင်ဘုရားကိုယ်တော်မြတ်လက်ညှိုးထိုးပြီးတော့စိတ်စမာနာတန်တေအရင်အမှာဟန်ကြီးနဲ့ပေါ့အိုးခေါရမပင်ကတော့လောကမှာဖယားဆိုးပြီးတော့သူများတွေလှူတဲ့ဝတ္ထုပစ္စည်းတွေကိုချမ်းချမ်းသာသာသုံးဆောင်ပြီးတော့သူတော်ကောင်းအောင်ဆောင်းပြီးတော့ကြည်လေခုငါမှာတော့ပင်နဲ့အတူတကွနားရှိစရာကြီးပါဗျာတော့ဆိုးတယ်မိမပင်နဲ့အတူတကွငါပြောမပြပါရစေနဲ့ဟောဒီတရားနာလာတဲ့ပြည်သားကြီးသိကြပါတယ်သူတို့တရားနာလာတော့လဲငါမလုံးမလဲမျက်နှာနဲ့ထိုင်ခဲ့ရတယ်တမင်ထင်အောင်လုပ်ခဲ့တဲ့ကိုသူတို့ပြန်တော့လဲသင်ကမပြန်နဲ့အိုးငါနဲ့နှစ်ယောက်ထဲနေရအောင်တော်ဆိုးတယ်မိမပါလားဗျာနော်ငါလေအဲ့ဒါလို့နေလာပြီးသင်ချမ်းချမ်းသာသာနဲ့သူတော်ကောင်းအောင်ဆောင်ပြီးတော့ပရိသတ်တရားဟောနေပြီမဲ့လို့ငါမတော့ဟောတာကြီးပေါ်ပေါက်လာပြီးခေါရမတေချမ်းသာတယ်လို့ငါဒုက္ခရောက်နေတယ်ငါကိုလည်းမိနေစရိတ်လေးပါလေထောက်အောင်မဖို့စားရင်ပါဘူးနော်ကျုပ်ရှာရှိတယ်လို့မှတ်ဖို့ဒါကြီးဒီဟာကြီးလုံရဲသေးတာအဲ့ဒီစကားလေမပြောရဘူးလို့ဆိုနိုင်မလားပြိဿကြီးဒါကြောင့်ကျုပ်ထည့်ပြောသူပြောမပြောကျုပ်ကပြောလိုက်တယ်ဒီမိမဒီလိုပြောခြင်းပြောနေမှာလို့မှန်တုတ်တယ်လို့မှတ်ဖို့ဗျာကြိတ်တရားနာပြိဿအဲ့ဒါလို့ပြောတော့ဘုရားကိုယ်တော်မြတ်ကရှင်ဓမ္မစိတ်စမာနာသင်ကိစ္စနဲ့ငါကိစ္စသင်နဲ့ငါနှစ်ယောက်ထဲသာသိသည်ဟုတ်မဟုတ်သင်ကိစ္စသင်သိသည်ငါကိုဟုတ်မဟုတ်ငါသိသည်ဒါကိုပဲသူကဟောကြားရလားပြိဿတို့တဲ့သူနဲ့ကျုံနဲ့နှစ်ယောက်ထဲသိတယ်လို့ပြောတယ်ဟုတ်တယ်လေဒါလူမီအောင်ပဲဖြစ်မဒုံနေပါတော်ဆိုးတယ်မိမလို့ဆိုမှဒါပေမဲ့လို့တရားမင်းကြောက်ဖြာတင်းပြီးနတ်သားတွေခေါ်ပြီးတော့လာကြအမောင်တို့မိမယုတ်သွားပြီးတော့သူ့အထုပ်ကိုငါတို့ဖြုတ်ချကြစို့ဒီသာသူ့ထုတ်ဖြုတ်ချမတဲ့ပြင်ထုတ်ဒီကကြီးဘာထုတ်ကြီးတို့ကြွက်ရောင်ဆောင်ပြီးတရားနာပရိသတ်ရေခြီပမိုးပေါ်ကစတက်တာတဖြည်းဖြည်းနောက်ခြီသလုံးတက်ခြီသလုံးကနေမပြောနိုင်ဘူးဘာလို့ကြီးပြောမယ်ဘုံကြီးအချိန်ပြအောင်ကိုင်းတဲ့ရောပေါ်ဆိုကြပါစို့အပေါ်တက်ပြီးတော့စီးထားတဲ့ကြိုးတွေကြိုက်ဖြတ်ချလိုက်ကြိုက်ဖြတ်လဲချလိုက်ရောတရားနာပြည်သက်ရေသူဟန်လောက်ထားတဲ့ကျွတ်တို့တကယ်မဟုတ်တဲ့ပြင်ချက်ကြီးအောင်ကြပါဒနော်ကျွတ်တို့လက်ဖက်ချောက်တွေမယူရဘူးဆိုတော့ငါမိမတွေတန်တွေဖြစ်အောင်လက်ဖက်ချောက်တွေပိုက်ထဲစီပလိတ်ရှိဂတ်တဲ့ကြောင့်မှပေါက်ကြငါးပါးမောက်ပါလားကျုံမသိပါဘူးကျုံနဲ့ယဉ်နေတဲ့ရဲရရှိတွေကပြောတာဗျာကျန်တဲ့ဘုံမှာလှုပ်တဲ့မိမတွေဗျာတဲ့ဘိုက်ထဲချီတောင်းတဲ့ချောင်းအောက်ကနေလက်ဖက်ချောက်တွေပေါက်တာပြို့မိမကြီးခမရအောက်ကဟွာတွေပေါက်ကြကုန်နောက်တော့သနာတာနဲ့ဗျာတဲ့ဖမ်းလည်းမဖမ်းပါဘူးတဲ့လွတ်လိုက်တော့ဒါကြောင့်တရားနာပြေးတာအဲ့ဒါလိုနေမှာပေါ့လက်ဖက်ချောက်လေးကြတာတောင်တလောက်ရှက်စရာဖြစ်ရင်ပြင်းချကြီးကြတဲ့စိန်စမာနဆိုတော့ဘယ်ပြောဖွယ်ရရှိလိမ့်မှန်လားပြေးသားကြီးဒါကြောင့်ပါတဲ့ဆိုလဲစမ်းမပရိသတ်ထဲအရှက်ကွင်းအောင်စွတ်စွဲရစွာစိတ်စမဟုပညာခေါ်ထုံမိမယုတ်ကို၎င်းပြေသာကြီးနာမငါဘသူအောင်နော်နောက်ဆိုလိုက်စမ်းမသစ္စကင်းစာမစင်မဖြူဒိဋ္ဌိယူဖြင့်မိသူကိုမြတ်မမချပဲဝါဒချင်းပြိုင်သူကနိုင်အောင်အနိုင်လွန်မှုအယူဆိုသည်
ဒေထီမျိုးမိုက်သစ္စကပရဝိုက်ကို၎င်းနံပါတ်6ဘယ်သူအောင်နော်မလေးတရားနာပိဋကရေသူ့ဝါဒတွေပညာတွေများလွန်းလို့တဲ့အဖေဘက်ကဝါဒအမေဘက်ကဝါဒမလေးသူတတ်တဲ့ဝါဒနဲ့သုံးလုံးမြန်တင်လိုက်ရင်လေလူတယောက်မီးနဲ့တွေ့တဲ့ဖျောင်းအရေးပြောသလိုပြောနိုင်လောက်တယ်လို့အထင်ကြီးနေတဲ့သစ္စကပရဝိုက်လေငါပညာတွေအားကြီးလွန်းလို့ငါလိုလူစပူမှမရှိလို့ပညာတွေဘိုက်ထဲများလွန်းလို့ပေါက်ထွက်ရကြီးရဲ့လို့ဘိုက်ထဲကပညာတွေပေါက်ထွက်မှဆိုလို့တန်ဘတ်ကြီးပတ်ထားတဲ့ပရိသတ်ရဲ့ဩဒိဋ္ဌိတွေရဲ့ညံဆိုတော့လေစဉ်းစားတာကြည့်တော့ပညာပေါက်ထွက်မှဆိုလို့တန်ဘတ်ပတ်တဲ့ခမည်းတော်လည်းထမင်းတွေဟင်းတွေကိုနေ့စဉ်နဲ့အများစားခဲ့လှပြီးပေါက်ထွက်မှဆိုရတဲ့တခုခုတော့ပတ်ဖို့တော်ပြီထင်တယ်ပြည်သားကြီးပတ်ဖို့မတော်ဘူးလားဘာနဲ့ပတ်မဲတန်ပတ်ဟုတ်တယ်ပတ်တပတ်ကြဘာပြုဒါဒီတော့ကောင်းပြီတရားနာပြည်သားကြီးအဲ့ဒီလိုသူ့ဝါဒပညာကြီးတယ်လို့အထင်မှားတော့လည်းပဲဖယားနဲ့တွေ့တော့အောင်မြင်တော်မူသည်အောင်မလားပြည်သားကြီးဖယားနဲ့တွေ့တော့အောင်မြင်တော်မူသည်အောင်မလားပြည်သားကြီးဩဖယားရှိခိုးနေပဲတရားနာပြည်သားဖယားကိုရှင်မခိုးရသေးအောင်ကြာနေလက်ဥကလေးချီထားနောက်နှစ်ခုကြံတော့တယ်ကြလားဗါတယ်ဆိုလေစမ်းမညံမစင်မဖြူဒိဋ္ဌိယူဖြင့်မိသူကိုမြတ်မချပဲဝါဒချင်းပြိုင်သူကနိုင်အောင်အနိုင်လွန်မှုအယူဆိုသည်ဒေထီမျိုးမိုက်သစ္စကပရဝိုက်ကို၎င်းနံပါတ်6ဘယ်သူအောင်နော်နမခွန်ကူကြဆိုလိုက်ကင်းစဒေါကလွန်မှုမျက်ဆောင်ထိုးကအယိုးကြေးမွမွေးပြကြအောင်တေဇထံပြင်းနန္ဒောပနန္ဒနဂါမင်းကြီးကို၎င်းနဂါတို့မျက်ဆောင်ပါတဲ့အကြောင်းမရွေးဘူးတဲ့။အခုခေတ်ဘုံနေလို့ရမ်းမပါပဲနဲ့သူတို့မျက်ဆောင်ကပြာကျနိုင်တယ်ကိုမှန်ရလားပြိဿ။နဂါတို့ရဲ့မျက်ဆောင်လက်နဲ့အမတန်ထက်မြက်ပါ။အဲ့ဒီနန္ဒောပနန္ဒနဂါမင်းကြီးကိုလည်းမျက်စောဘုရားသခင်ကိုတော်မြတ်အောင်မြင်တော်မူတယ်။ရှင်မယားရှင်မောကလနှိမ်နှင်းတာမဟုတ်လားဘုရား။ရှင်မောကလနှိမ်နှင်းပေမဲ့လို့ဘုရားပါရတယ်။စိတ်မချလို့ဟဲ့မောက်ကလန်ပါဇန်လေးဝင်စားလိုက်မင်းဒီကောင်ကြီးစိတ်မချရဘူးနော်ဒေါသကြီးတယ်နော်ဟဲ့ခြေသားနဲ့ဘုရားခဏသတိပေးနေရတယ်ဒါကြောင့်တရားနာပြည်သားဘုရားကိုတော်မြတ်အောင်မြင်တော်မူပါတယ်မှန်လားပြည်သားကြီးကဲနံပါတ်9ဘယ်သူအောင်နေတယ်တို့နန္ဒောနဂါမင်းကြီးတချို့ကပဏ္ဏဒောပဏ္ဏဒလုပ်သေးတယ်နော်နန္ဒောပဏ္ဏဒဗါတဲ့ကဲနံပါတ်8ကူးကြဆိုစမ်းမဘကင်းစညံမြင်ကင်းကွာအတ္တသာဟုအောင်မေပြိတ္တဘကပြမကြီးကအတ္တဆိုပါလားလောကကြီးသူဖန်ဆင်းထားတဲ့တတ္တဝါတွေတောတောင်းရင်မြေသမုဒ္ဒရာတွေသူဖန်ဆင်းထားတယ်လို့ပြမကြီးကဆိုနေတယ်ပြိတ္တအတ္တတဲ့ဒါပေမဲ့ကျွတ်တို့ဘုရားကဗါတဲ့ပြိတ္တအနတ္တအစိုးမရဘူးဆိုတာ तू ကအစိုးရတယ်ပြောနေတယ်အတ္တလို့လုံနေတယ်ပြိဿအိုးဂေါရမကျုပ်ကအတ္တဟဲ့ဘကအနတ္တပါကွယ်မင်းကဘာလို့အတ္တဆိုချင်ရတာတို့ဟိုအတ္တဆိုနိုင်လို့ဆိုတယ်လေရှင်ကြီးဂေါရမကြီးလောကကြီးကျုပ်ဖန်ဆင်းထားကျုပ်ဖန်ဆင်းထားတယ်ရှင်ကြီးဂေါရမတော့ဆိုတဲ့ပြမှာပေါ့သူဖန်ဆင်းတယ်အနေပေါင်းကွယ်တဲ့တတ္တဝါတွေမင်းဖန်ဆင်းဟုတ်တယ်လေကျုပ်ဖန်ဆင်းထားတယ်မင်းကွယ်တဲ့ငါကလက်တွေ့လူချင်းတယ်ပြစမ်းမှာတဲ့မင်းအတ္တဆိုရင်တတ္တဝါတွေမင်းဖန်ဆင်းလို့ရတယ်ဆိုရင်ဟေးဓမ္မပက
တိုင်းတတ္တဝါတိုင်းဒီမြေကြီးပေါ်နဲ့ဒီရေတော့ဒီသမင်းဒီဟင်းစားပြီးတော့ပခုံးတစ်ဖက်ကြခေါင်းပေါက်ကြတာအတူတူပါပဲခွာတဲ့ဒါပေမဲ့လို့တချို့ရက်ရှိနေတယ်ကွတချို့ရက်တွေသိပ်ပူနေတယ်ဒီကတချို့ဟောကျွတ်တို့ဟောဒီပေါင်လယ်လောက်ရှိတယ်တရားနာပြေးတာခေါင်းကအကြီးကြီးမုံရွာရောက်တော့ကျုပ်ရီမိဘာလို့ရီတုံးဆိုတော့ဒီဆံမညက်တဲ့လှုပ်သူကလှုပ်တာဆံမညက်တဲ့လူကကလထိုင်မော်ထိုင်နေတယ်သူကဟောဒီဟာမျိုးနှလုံးသုံးလုံးဆင့်ပြီးအထက်ကတက်ညက်နောက်တော့ရီချင်တာနဲ့ယောက်ျားတွေအဲ့ဒီကြီးရောက်ကုန်ထမရဲ့ပြိဿကြီးဒါတော့ကွဲတဲ့တချို့ရက်ရှိတယ်နဲ့တချို့ရက်ပူတယ်တချို့အသားဖြူတယ်တချို့အသားမဲတယ်တချို့ရုပ်တွေပိတ်လှနေတယ်ကွာတဲ့မျက်တောင်ခတ်မရတော့အောင်မျက်တောင်မခတ်ရဲတော့အောင်ဒါတော့ခင်ဗျားပြောမထင်ပါဘူးခင်ဗျားတို့ပြောတဲ့စကားနဲ့မှန်တော့ချို့လူတွေကပြောကြတယ်မလေးသူ့မျက်နှာလေးမြင်ရတယ်ငါမျက်တောင်ခတ်ရမှတောင်ကြောက်တယ်ဘာဖြစ်လို့တော့ဆိုတော့မျက်တောင်ခတ်လိုက်ရင်တဲ့သမမ်းမြက်တော်ကြီးချသွားတယ်လို့ပဲတဲ့ကြွားတာမိန်းမတွေကလည်းယုံနေရမ်းမယုံညနဲ့တချို့ယောက်ျားတွေကဘယ်ထိအောင်ကြွားတော့ဟေးငါတဖွားမှကိုမခွာနိုင်ဘူးကွာတဲ့ခြေလန်းတလန်းလန်းတဖွားလွတ်တဲ့ကိစ္စကြီးနောက်အဲ့ဒီလိုကြွားတဲ့ယောက်ျားတွေမိန်းမတွေမယုံနဲ့တိုင်ကကျိုးနဲ့တုတ်ရဘယ်မှမသွားနဲ့တဖွားမှမခွာနိုင်ဘူးပြောတာကိုနေကုန်တာတုတ်ထားတော့သမင်းကျွေးချိန်သွားကျွေးလိုက်ရေတိုက်ချိန်သွားတိတ်လိုက်ခြေလန်းတလန်းလန်းတဖွားလွတ်တာဒါတဖွားမှမခွာနိုင်ဘူးပြောတာဒီလောက်ကြွားတာတောင်မိန်းမတွေကလည်းယုံနေကြွားတဲ့လူကကြွားတဲ့ယုံတဲ့မိန်းမတွေကအော်တဲ့ငါတဖွားမှမခွာနိုင်ဘူးပြောတယ်အခုဆောင်ကတော့တဲ့သူခင်ဗျာအခုချစ်ရှာတယ်နော်ကိုလုံးချလာပါလေကိုဘယ်လိုဟာတွေမှမသိဘူးကဲဒါကြောင့်တရားနာပြေးတာလှတဲ့လူမျက်တောင်မခတ်ရဲလောက်အောင်လှပါတယ်ကွာတဲ့ဘုရားကမင်းဖန်ဆင်းလို့ရတယ်ဆိုရင်တဲ့တတ္တဝါတွေဟာကိုလှကျင်ကြတဲ့တတ္တဝါတွေကြီးပါကွာတဲ့အဲ့ဒါအယုတ်ဆိုးနေကြပါတယ်တဲ့သူတို့ခမရတွေတဏှာစရာပါကွာတဲ့မင်းလှုပ်လို့ရတယ်ဆိုရင်ဘကရေးတဲ့အယုတ်ဆိုးတဲ့လူတွေအကုန်လုံးငါလှအောင်လုပ်ပြစမ်းပါအဲ့ဒါလို့လဲခိုင်ရောဘကကြီးပါဇဟာအတ္တလို့ဆိုပေမဲ့လို့ကျွတ်တို့ဘုရားအနတ္တကအောင်မြင်တော်မူခဲ့ပါသည်မှန်လားပြိဿကြီးကိုင်းလောက်ကလေးချီထားလို့လက်ကိုလေးချီထားလို့ရှိခိုးရအောင်ဆိုသားမှာဘကင်းစာမြင်မြင်ကင်းကွာအတ္တသာဟုမိစ္ဆာလွှမ်းမှုအယူဆိုသည်တကောအယောင်ချိန်ပြောင်းကြီးညီဘကအမည်ရှိတဲ့မြမကြီးကို၎င်းနံပါတ်8ဘသူအောင်နော်ဆိုလိုက်အောင်ကြီး8ပါးနဲ့ပြည့်စုံတော်မူသောဘုရားရှိခိုးရောင်လောက်ကလေးတွေချီလို့အောင်ကြီး8ပါးနဲ့ပြည့်စုံတော်မူတဲ့ဘုရားထံကိုအာယုံလေးရောက်ပါစီပြုဆိုလိုက်စမ်းမအာဇီနီဒေချီကိုချဒေါသကိုပဲမန်းစွဲကိုချိုးစရာပြုတ်လျက်ရှီခိုးတုတ်กว่าပြပြကြအောင်ဆုံးမသွန်သင်အောင်ပွဲဝင်တော်မူလေပြီဧတေနသစ္စာဝိဇေနထိုသို့ဘုရားရှင်ဤမြတ်ဖြင့်ဖုံးဟုံကျေးဇူးကုန်ကိုကြည်ယုံမရွေးနှလုံးသွင်းလျက်အောင်ခြင်းရှိချက်ဂုံတော်နဲ့ကိုနှုတ်မြွယ်ဖော်ကြဆိုလိုက်ရတဲ့သစ္စာစကားကြောင့်မေတ္တိတော်အားကိုစီကိုငါတော်ပြိဿကြီးဧကဘုတ်လှုပ်လိုက်တော့ကိုယ်တိုင်ဆိုးနေကြတာကိုမှန်လားပြိဿဗါတဲ့ကို့အတွက်အလုံးကိုဆိုကြမေတ္တိတော်အားဇယမင်္ဂလံနှဖြာတွင်ပြင်ပေးရန်ဆင်းလျက်လိုအင်းဆန္ဒဟူသမျှသည်ဤဝဆုံသွားစံတော်ရာသို့
အောင်ကြောင်းပြုသည်အောင်စုယရနာအောင်မြင်ခြင်းအဖျားပြသည်ဟောတုစင်စစ်မသွေဖြစ်ကြည်ဖြစ်ပါစေသတည်း